နောက်10နှစ်လာမယ့်2036ခုနှစ်လောက်မှာပတ်စံတွေကလူတွေအတွက်အရေးမပါတော့ဘူးလူတွေကလည်းပတ်စံအတွက်လောက်လောက်စရာမလိုတော့ဘူးဆိုပြီးတော့ဒီလူကပြောလိုက်ပါတယ်ဒီလူကတော့ကမ္ဘာနံပါတ်1ချမ်းသာဆုံးနည်းပညာတထေးကြီးအီလွန်မတ်ဖြစ်ပါတယ်သူ့ရဲ့ပြောစကားတွေကဖြစ်နိုင်ခြေရှိရလားဒီကနေ့ခေတ်နည်းပညာရှင်တယောက်ရဲ့ယူဆချက်ဆိုတော့လည်းဖြစ်နိုင်ခြေအရန်ကမှများပါတယ်သူ့ရဲ့ပြောပုံရကတော့နောက်10နှစ်လောက်မှာလူသားတွေကိုကူညီပေးနိုင်တဲ့စက်ရုပ်တွေလူသားတွေရဲ့နေရာမှာဝင်လုပ်ပေးနိုင်တဲ့စက်ရုပ်တွေအများကြီးဖြစ်ထွန်းလာမယ်ဒီစက်ရုပ်တွေကနေထုတ်ကုန်တွေအများကြီးကိုထုတ်လုပ်ပေးနိုင်မယ်လူသားတွေလိုအပ်တာတဲ့ဒီထုတ်ကုန်တွေကိုပပိုရှန်ထုတ်ပေးနိုင်ရင်လူတွေကဒီပစ္စံတွေကိုမလိုအပ်တော့ဘူးလို့သူကပြောပါတယ်အစီအစဉ်ကိုတင်ဆက်တဲ့သူကလည်းဒါဆိုရင်မင်းရဲ့ကုမ္ပဏီမှာဆရာဝင်ထားတဲ့ငွေတွေမင်းရဲ့ပိုင်ဆိုင်မှုတွေကနောက်10နှစ်လောက်မှာအရေးမပါတော့ဘူးဘောလို့ပြန်လဲချေပပြီးတော့မေးမြန်းခဲ့ပါတယ်အီလွန်မားကတော့အဲ့လိုလည်းမဟုတ်ပါဘူးတဲ့ကုန်ပစ္စည်းတွေကိုလူသားတွေရဲ့လိုအပ်ချက်တဲ့ပပိုရှန်ထုတ်ပေးနိုင်ခဲ့ရင်100တန်တဲ့ကုန်ပစ္စည်းတစ်ခုဟာနောက်တစ်ချိန်မှာအရန်ကမှာပေါ်များလာမှာဖြစ်တဲ့အတွက်10လောက်ပဲတန်ဖိုးရှိပါတော့မယ်ဒါကြောင့်မလို့အနာဂတ်မှာပတ်စံအသိပြီးတော့အရေးမပါတော့ဘူးပတ်စံကိုအဓိကအားထားနေစရာမလိုတော့ဘူးလူသားတွေကလည်းပတ်စံလိုအပ်မှုနည်းသွားပါမယ်ဆိုတဲ့အတိတ်ပဲကိုပြောတာပါတဲ့